ကိုရီးယားနိုင်ငံမှာ Zombie virus ကပ်ပဲကြီးဆူဆူရွားထင်သွားခဲ့တာလနဲ့ချီကြာခဲ့ပါပြီ။အခုတော့အခြေအနေတွေကတည်ငြိမ်သွားပြီးရက်ပေါင်း160ကျော်အထိလူနာအထစ်မတွေ့ရတော့တဲ့အတွက်အစိုးရကအရေးပေါ်အခြေအနေကိုရုပ်သိမ်းလိုက်ကြောင်းကြေညာလိုက်ပါတယ်။ဒါပေမဲ့လည်းဂျွန်ရန်မှာတော့လူမသိတဲ့လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့သူ့ရဲ့သမီးလေးဆူယာကဇမ်ဘီတစ်ကောင်ထင်နေတာပါပဲ။သူကသူ့သမီးလေးကိုဘယ်သူမှမသိအောင်ဒီအချိန်အထိဝတ်ထားခဲ့တာပါ။ဒီနေ့မှလည်းသူကသမီးဖြစ်သူအတွက်အစာလာကျွေးတဲ့အခါဆူယာကသူ့ကိုရန်မှုဖို့စူးစမ်းခဲ့ပေမဲ့တရိတ်ဆန်ယုံဝန်တန်းဟောင်းဖြစ်တဲ့ဂျွန်ဝန်ကတော့အသားလေးပဲတားဆီးနိုင်ခဲ့ပါတယ်။ဇလန်ကိုဖန်ကြည့်ရရင်တော့ဂျွန်ဝန်ကတရိတ်ဆန်ယုံမှာတရိတ်ဆန်လေ့ကျင့်ပေးသူအဖြစ်အလုပ်လုပ်တာဖြစ်ပြီးအင်တာနက်ပေါ်မှာလည်းဗီဒီယိုတွေတင်လိရှိပါတယ်။ Okay အဲ့ဒီတုန်းကသူကကြားတစ်ကောင်ကိုကပြဖို့တင်ပေးနေရင်သူ့ရဲ့အကအလှတွေကိုကင်မရာရှေ့မှာထုတ်ပြနေခဲ့တာပါ။အိမ်မှာဆိုရင်လည်းသမီးဖြစ်သူဆူယာကကရတာကိုအယံဝါသနာပါတာပါ။ဂျွန်ဝန်ကသူမကိုအားပေးပြီးအကနေစနစ်တွေတင်ပေးခြင်းပေမဲ့ဆူယာကတော့သူ့အဖေကိုအခန်းထဲတောင်ဝင်မခံပါဘူး။တကယ်တော့ဂျွန်ဝန်ကအရင်ကကပွဲတွေမှာပါဝင်ခဲ့မှုပေမဲ့အခုတော့နားလိုက်ခင်ဖြစ်လို့သမီးဖြစ်သူကသူ့ကိုအကအကြောင်းလာမပြောဖို့ငှက်လွတ်လိုက်တာပါဒီလိုနဲ့ပုံမှန်ဖြတ်တန်းနေရင်ကနေ့မှာတော့ TV ကနေအရေးပေါ်သတင်းတစ်ခုတက်လာပါတယ်လမ်းမပေါ်မှာလူတစ်ယောက်ကတခြားလူတွေကိုလိုက်ကိုက်နေတဲ့ Zombie virus စတင်ပြန့်နှံ့နေပြီဆိုတဲ့သတင်းပါပဲဂျွန်ဝန်လို့တားဖားနေအောင်ပရင်ပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါအပြင်မှာအိမ်နီးချင်းတွေရန်ဖြစ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒါကရိုးရိုးရန်ဖြစ်တာမဟုတ်ပါဘူးအမျိုးသမီးလာသူ့ခင်ပွန်းရဲ့လဲပင်ကိုအတင်းကိုက်နေတာကိုမြင်လိုက်တဲ့အခါကျမှဒါဟာတကယ် Zombie ကပ်ပဲကြီးဆိုတာသူတို့သဘောပေါက်သွားပါတော့တယ်အချင်းတွေကအရန်ကိုဆိုးရွားလာပါပြီဇမ်ဘီတွေကသူတို့အိမ်ထဲအထိကျူးကျော်ဝင်ရောက်ဖို့ကြိုးစားလာလို့ဂျွန်ဝန်တို့တားဖားတွေမြို့ပြင်ကသူ့အမေအိမ်ကိုထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းမပေါ်တွေမှာတော့ယုံရင်ဆန်ကတ်တွေဖြစ်နေပြီးလူတွေကဇမ်ဘီတွေကိုခုခံနေကြရပါတယ်သူတို့နှစ်ယောက်ဟာဇမ်ဘီတွေကြားကနေလွတ်အောင်ယုံထွက်နေရင်မမျော်လင့်မနဲ့ဆူယာကချော်လဲသွားခဲ့တယ်အဲ့ဒီအချိန်မှာဇမ်ဘီတကောင်ကသူမကိုကိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဂျွန်ဝန်ကသူ့လက်နဲ့ကာကွယ်ပေးခဲ့ပါတယ်ကံကောင်းတာကတော့အဲ့ဒီဇမ်ဘီကအဖွားကြီးဖြစ်နေလို့အန်ကတ်တက်ထားလို့သာဂျွန်ဝန်တယောက်ဗိုင်းရပ်စ်ကူးစက်မခံရတာပါဒါပေမဲ့ကံကြမ္မာကတော့ရက်ဆက်ပါတယ်သူတို့ကားရပြီဆိုပြီးဝမ်းထအာရမျိုးပြင်ကိုထွက်လာတဲ့အချိန်မှာဂျွန်ဝန်ကသမီးဖြစ်သူရဲ့လက်မှာကိုက်ရတစ်ခုကိုတွေ့လိုက်ပါတယ်။သမီးလေးကကလေးဆန်ပြီးတကောင်ရဲ့ကိုက်တာကိုခံလိုက်ရတာပါ။ခဏကြာမှပဲဆူရဲတယောက်တတိလေးသွားပြီးပြန်နိုးလာတဲ့အချိန်မှာတော့သူမဟာလူသားတယောက်မဟုတ်တော့ပဲဇမ်ဘီတကောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်။အခုဆိုရင်ဂျွန်ဝန်ကသူ့သမီးလေးကိုလူမသိအောင်တိတ်တဆိတ်ပြုစုဆောင်ရှောက်နေရပါပြီ။သူကသမီးဖြစ်သူမှာလူသားစိတ်အကျွင့်အကြံရှိနေသေးတယ်လို့ယုံကြည်နေပါတယ်။အထူးသဖြင့်သူတချင်းဖွင့်ပြလိုက်တဲ့အခါသမီးဖြစ်သူကအရင်ကလိုပဲကပြနေတာကိုတွေ့ရတဲ့အခါသူ့ရဲ့မှတ်ဉာဏ်တွေပြန်ရလာအောင်လေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကသမီးလေးကိုလူတွေနဲ့ဝေးရာကျွန်းတကျွန်းကိုခေါ်သွားပြီးလက်ဆွဲနှုတ်ဆက်တာကအစမျက်တောင်ခတ်တာအထိသတိဆန်တွေကိုတင်တယ်လို့မျိုးစိတ်ရှည်လက်ရှည်တင်ပေးခဲ့ပါတယ်။ရက်တွေကြာလာတဲ့အခါမှာတော့ဆွီးကတဖြည်းဖြည်းနဲ့ရန်မူတာတွေလျော့နေလာပြီးသူ့အဖေကိုပြန်မှတ်မိတယ်လို့လိုတောင်ဖြစ်လာပါတယ်။ဒါပေမဲ့အဖေလောကမှာတော့ဇမ်ဘီတွေကိုတတ်ဖြတ်ဖို့ဒါမှမဟုတ်သတင်းပေးဖို့အတွက်အစိုးရကစုငွေတွေအများအထောက်ပြန်ထားပါတယ်။ပွဲတဲ့ထဲမှာဆွီးတယောက်ပျောက်သွားလို့ရှာနေရင်နောက်ဆုံးတော့သူမကိုမုတ်ဆိုင်တစ်ခုရှိမှပြန်တွေ့ခဲ့ပါတယ်။အန်ဩစရာကောင်းတာကဆွီးက churros ဆိုတဲ့စကားလုံးကိုစပြောလိုက်တာပါပဲ။ဂျွန်ဝန်တော့ဝမ်းသာလွန်လို့သမီးလေးကိုဖတ်ပြီးငိုပါတော့တယ်။ဒါပေမဲ့အိမ်မှာတော့ပြဿနာတက်နေပါပြီ။ရန်ဟွာကဆွီးရဲ့ဇမ်ဘီမန်တန်းစာအုပ်ကိုတွေ့သွားပြီးရဲတိုင်ဖို့လုပ်နေတာပါ။ဒီမှာတဲ့အဖွားဖြစ်သူဘမ်ဆွန်ကတကယ်အမှန်တရားကိုဖွင့်ပြောလိုက်ရပါရဲ့။တကယ်တော့ဂျွန်ဟွန်ဟာဆွီးရဲ့အရင်ခောက်အဖေမဟုတ်ပါဘူး။ဆွီးရဲ့အဖေအရင်ကသူတို့ကိုဖြစ်ထားခဲ့တာဖြစ်ပြီးဂျွန်ဟွန်ကဒါသူ့နှမလေးနဲ့သူ့မလေးကိုတသက်လုံးစောင့်ရှောက်ခဲ့တာပါဂျွန်ဟွန်ရဲ့မွေးနေ့ညမှာဖြစ်ခဲ့တဲ့ကားအက်ဆီဒန့်ကြောင့်နှမဖတ်သူဆုံးပွားသွားခဲ့တာမို့သူဟာအထိမကင်းသလိုခံစားချက်နဲ့သူ့မလေးကိုတမိအရင်လိုပြုစုပြောထောင်ခဲ့တာဖြစ်တယ်ဆွေးကိုအကြောင်းပို့ဖို့ဖိအားပေးခံစားသလိုသူမရဲ့အဖေအရင်ဆိုရဲ့လူယုံမာကလည်းပြင်ပေါ်လာပါတယ်သူကဆွေးကိုဇမ်ဘီမန်တီလိုစုငွေရအောင်ရဲလက်အပ်ဖို့အတင်းထားဖမ်းခေါ်သွားခဲ့တာပါဂျွန်ဟွန်တယောက်တမိလေးနောက်ကိုအပြေးလိုက်ပြီးကေတင်ဖို့စ조사ခဲ့ပါတယ်လမ်းမှာအဲ့ဒီလူနဲ့အပြင်းထန်တိုက်ခိုက်ရတဲ့အခါဂျွန်ဟွန်တယောက်အရိုက်ခံနေတာကိုကြည့်ပြီးဆွေးတယောက်စိတ်ထိခိုက်သွားကသူမရဲ့အဖေအရင်ကိုပြန်ကိုက်လိုက်ပါတော့တယ်။ Okay အခုတော့ဂျွန်ဟွန်ကသမီးလေးကိုခေါ်ပြီးထွက်ပြေးဖို့ပဲစဉ်းစားပါတော့တယ်။သူ့တငယ်ချင်းနဲ့သူ့အမေကိုပြဿနာမတက်စေချင်လို့သူတယောက်တည်းသမီးလေးကိုခေါ်ပြီးခိုးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့စစ်တပ်ကသူတို့နောက်ကိုထက်ချက်မကွာလိုက်လာပါတယ်။စိတ်ပွားမှာဝိုင်းထားခံစရာရဲ့အချိန်မှာဂျွန်ဟွန်ကသမီးလေးကိုအသေးမခံနိုင်ပါဘူး။သမီးလေးအဖေနဲ့ထာဝရအတူရှိရအောင်အဖေကိုကိုက်ပါလို့ငိုပြီးတောင်းဆိုခဲ့ပါတယ်။ဆွေးကညင်းဆန်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့အဖေကိုကိုက်လိုက်ပါတော့တယ်။စစ်သားတွေဝင်လာပြီးပြစ်ခတ်တဲ့အခါဂျွန်ဟွန်ကသူ့သမီးလေးကိုကာကွယ်ရင်းကြီးစံတွေထိမှန်သွားနေပါတယ်။တရန်ဆဲမှာသမီးလေးကစင်ဖေးဖေးဆိုတဲ့စကားသံကိုကြားလိုက်ဟာလို့သူဟာပြုံးဝင်နေပဲမျက်စိမိတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဇလန်ကာဒီမာတွေမပြီးသေးပါဘူး။နောက်ပိုင်းမှာတော့ဆွေးဟာဗိုင်းရပ်စ်ပြောက်ကင်းပြီးလူပြန်ဖြစ်လာပါတယ်။အန်အိုစီယာကောင်းတာကဆွေးလည်းအသက်မသေးခဲ့ပါဘူး။သူ့ရဲ့သွေးထဲမှာဗိုင်းရပ်စ်ကိုတိုက်ခိုက်နိုင်တဲ့ပဋိပစ္စည်းတွေရှိနေတာကိုတွေ့ရှိခဲ့ပြီးဒါဟာကမ္ဘာပထမဆုံးဇမ်ဘီပြောက်ကင်းစေတဲ့ဈေးထင်လာပါတော့နဲ့ဂျွန်ဟွန်ကတော့တတိမမိတ်နေစေဖြစ်ပေမဲ့သမီးဖြစ်သူရဲ့ကပြနေတဲ့ဗီဒီယိုသံကိုကြားတဲ့အခါသူ့ရဲ့လက်ချောင်းလေးတွေလှုပ်ရှားလာခဲ့ပါတယ်။ကဲနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် အကောင်လေးကိုလည်း like and follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်
နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်